ကရင်ပြည်နယ်မြောက်ရီကရင်ပြည်နယ်မြောက်ရီနေမြေထဲမှာရှိရတင်ငန်းကြီးနောက်နေမြေနော်တင်ငန်းကြီးနောက်နေမြေပြီးရင်901တင်ငန်းကြီးနောက်နေမြေထဲမှာရှိရ901ကုံသွေးရေးစုံနော်မုတ်တုံလက်အောက်ခံတပ်ဖွဲ့တရင်တပ်ဖွဲ့အကောင်အောင်လေးတက်နေမှုဆိုတဲ့ကောင်ရမရားတွေရပြီးရင်901ဝင်းထဲမှာအခုလက်ရှိရှိနေတဲ့ကောင်မတွေရနော်ကိုရတဲ့ဝင်းထဲမှာရှိနေတဲ့ကောင်မတွေဘယ်ကောင်မတွေလဲဆိုတော့ကြီးပင်ကုန်းပြောရရင်ဖုံးကြောင်းနောက်ဘက်လမ်းပေါ့နော်နွားချန်ရဲ့နောက်ဘက်လမ်းအုပ်ဖို့တွေရှိတဲ့နေရာမှာမကြီးပင်ဂိတ်ဆိုတာရှိမကြီးပင်ဂိတ်ကအဂိတ်ကနောက်မှာမကြီးပင်အိမ်နဲ့ဂုံးလေးမှာကြီးပင်တပင်အမအိမ်တင်ရှိတယ်အဲ့အိမ်ကမပါမရယ်အဲ့အိမ်ကမအေးလို့ရယ်နော်အကောင်ကမြင်းကြံမှာပါလေမြင်းကြံမှာမြင်းစာရိတ်တဲ့ကောင်ပီဂျီတက်ဖွဲ့ဝင်နေရတယ်အဲ့အမေလိုရတယ်နော်အကောင်ရယ်ပြီးရင်စိုက်ခင်းနောက်ချံနော်ဖုံးကြောင်းရဲ့နော်မုတ်ဝမ်းရဲ့တက်တက်ကြီးလိုက်နောက်မှာလေကွင်းပြင်းရှိရစိုက်ခင်းနေရှိအနာရောက်ကရှာမရယ်နော်ရောက်ကရှာမရယ်ပြီးရင်ဖုံးကြောင်းအရှိကဒေါ်တီတာရဲ့တန်းတန်းရဲ့နော်ကိုလင်းရဲ့များခေါ်တာတော့တာကြီးတို့ဆန်ရှည်တို့တော့ခေါ်တယ်နော်အကောင်ရဲ့နော်ဒီအချံပန်ရှင်တွေသူတို့နေနေတဲ့ခြံရဲ့ပန်ရှင်တွေနှစ်ခြံတစ်လုံးရဲ့ပန်ရှင်ပါတယ်အကားအဝါရောင်လေးအဝါနုရောင်လေးပေါ့နော်အဝါနုရောင်လေးရဲ့ပန်းစီရောင်လည်းမကြောက်အကားပန်ရှင်တွေအချံပန်ရှင်တွေကပါဝင်ပတ်သက်တယ်အခုကိစ္စအခုလက်ရှိငါရရရင်ရောဒီနေ့မနေ့ငါဖေးပေး1000ထဲ9000ကျော်ခိုးရတယ်ငါထဲမှာကျန်တာ18ကျပ်ပဲကျန်18ကျပ်တော့ဒါယူရိုမရလို့ယူရိုရတယ်ဆိုရင်ယူရိုမှာဒုံးတိပဲယူသွားတာ9000ကျော်အတိကိုယူသွားတာနော်18ကျပ်ကယူရိုမရလို့ဒါသူမယူဘဲထားခဲ့တာ